မျိုးသမီးဟာကားထဲမှာသူမရဲ့ကလဲစားချေပတ်နဲ့ရန်ဖြစ်နေရင်ကားတိုက်မိသွားပါတယ်ကံကောင်းထောက်မစွာပဲသူတို့ကိုလင်မယားနှစ်ယောက်ကကယ်တင်ခဲ့ပေမဲ့အမျိုးသမီးကတော့နိုးလာတဲ့အခါမှာသူမရဲ့မှတ်ဉာဏ်တွေအားလုံးဆုံးရှုံးသွားခဲ့ပါတယ်အမျိုးသမီးရဲ့လက်မောင်းပေါ်ကမွေးရပါအမှတ်သားကိုသတိပြုမိပြီးအဲ့ဒီလင်မယားကသူတို့ကိုရွာကိုမပြန်တာ10 နှစ်ရှိပြီဖြစ်တဲ့သူတို့ရဲ့တူမလေးလို့မှားယွင်းထင်မှတ်ခဲ့ကြပါတယ်သူတို့ကသူမရဲ့ကလဲစားချေပတ်ကိုတောင်သူမရဲ့ခင်မုန်းလို့ထင်မှတ်ခဲ့ကြပါတယ်ဘာကိုမှမမှတ်မိနိုင်တဲ့အမျိုးသမီးကတော့သူတို့ကိုယုံကြည်ဖို့ရွေးချယ်ခဲ့ပြီးသူတို့ကိုဦးလေးနဲ့အတော်လို့သတ်မှတ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့ရန်သူကရုတ်တရက်နိုးလာခဲ့ပါတယ်တိုက်ဆိုင်ပဲသူကလည်းမှတ်ဉာဏ်တွေဆုံးရှုံးနေခဲ့ပါတယ်သူဟာလူမျက်နှာကိုမမှတ်မိနိုင်တဲ့ယောဂတောင်ဖြစ်ပွားနေပြီးအခြားသူတွေရဲ့မျက်နှာတွင်ပြင်တွေကိုခွဲခြားမရနိုင်ပေမဲ့အဲ့ဒီအမျိုးသမီးရဲ့မျက်နှာကိုတော့ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ခဲ့ပါတယ်အဲ့ဒီအချက်ကြောင့်သူကသူမဟာသူ့ရဲ့ဇနီးဖြစ်တယ်လို့ချက်ချင်းယုံကြည်သွားပြီးသူတို့ဟာအတူရှိဖို့ကံပါလာတာလို့ထင်မှတ်ခဲ့ပါတယ်သူတို့ကိုကယ်တင်ပေးခဲ့တဲ့ဦးလေးကိုကျေးဇူးဆက်တဲ့အနေနဲ့အမျိုးသမီးကသူတို့အတွက်ဟင်းချက်ပေးဖို့ဆုံးရှုံးခဲ့ပါတယ်ဒါပေမဲ့သူမချက်ပြုတ်ထားတဲ့ငါးဟင်းကိုပြင်ဆင်ပေးတဲ့အခါမှာတော့အတော်ဖြစ်သူကသူမဟာငါးကြီးခွန်တွေကိုလုံးဝမခွာထားတာကိုတွေ့ရှိသွားပါတယ်ရှက်ကိုရှက်ကန်းနဲ့အမျိုးသမီးကထူးခြားတဲ့အာယုံခံစားမှုရစေဖို့ရည်ရွယ်ချက်ရှိခြံထားခဲ့တာလို့ပြောပါတယ်ဒါပေမဲ့တလုံးမြည်စမ်းကြည့်ပြီးတဲ့နောက်မှာတော့သူမကိုယ်တိုင်လည်းချက်ချင်းပြန်ထွေးထုတ်လိုက်ပါတယ်အတော်နဲ့ဦးလေးကလည်းအဲ့ဒါကိုစားဖို့ချက်ချင်းပဲကြောက်ရွံ့သွားကြပါတယ်သူတို့ဟာသူမရဲ့ဟင်းချက်စွမ်းရည်ကဒီလောက်အထိဆိုးရွားလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ကြပါဘူးအမျိုးသမီးရှက်နေတဲ့အချိန်မှာပဲအမျိုးသားကနောက်ထပ်ဟင်းတနက်ချက်ပေးဖို့ကန့်လန့်ခဲ့ပါတယ်ပြီးတော့သူကမိဖို့ချောင်ထဲဝင်ပြီးစတင်ချက်ပြုတ်ပါတော့တယ်အမျိုးသမီးကတော့သူ့ရဲ့ချုံမောတဲ့ရုပ်ရည်နဲ့ကျွမ်းကျင်စွာဟင်းချက်နေတဲ့စွမ်းရည်တွေကိုကြည့်ပြီးချက်ချင်းပဲဆွဲလန်းသွားခဲ့ပါတယ်မကြခင်မှာပဲအမျိုးသားဟာအရသာရှိတဲ့ဟင်းပွဲတွေအပြည့်နဲ့စပွဲတစ်ခုကိုပြင်ဆင်ပေးခဲ့ပါတယ်ဟင်းတွေကိုမြည်စမ်းပြီးတဲ့နောက်ဦးလေးဖြစ်သူကသူ့ကိုချီကျူးပြီးစားတောက်ဆိုင်တောင်ဖွင့်လှစ်နိုင်တယ်လို့ပြောပါတယ်အမျိုးသမီးကလည်းသူ့ရဲ့ဆွဲဆောင်မှုပေါ်နက်နက်ရှိုင်းရှိုင်းဆွဲလန်းသွားခဲ့ပါတယ်ရက်တွေကုန်လွန်လာတာနဲ့အမျှအရင်ကရန်သူဟောင်းနှစ်ယောက်ဟာဒီနားလည်မှုလွဲမှားခြင်းကြောင့်တယောက်နဲ့တယောက်ပို့ပြီးတော့နီးစပ်လာခဲ့ကြပါတယ်အမျိုးသားကသူမအတွက်ရွှေလက်စွပ်တစ်ကွင်းတောင်ဝယ်ပေးခဲ့ပြီးနောက်နာကမှဒီထက်ကြီးတာကိုဝယ်ပေးမယ်လို့ပတိပေးခဲ့ပါတယ်အမျိုးသမီးကတော့နက်နက်ရှိုင်းရှိုင်းစိတ်လှုပ်ရှားသွားခဲ့ပါတယ်သူတို့နှစ်ယောက်အချစ်တွေနက်ရှိုင်းနေတဲ့အချိန်မှာပဲသူတို့ရဲ့ဖခင်တွေကရုတ်တရက်ရောက်ရှိလာပါတယ်ဖခင်နှစ်ယောက်ကသူတို့ကိုဖလဲတခင်နှုတ်ဆက်ပြီးသူတို့ကိုအိမ်ပြန်ခေါ်ဖို့လာတာလို့ပြောပါတယ်အမျိုးသမီးကပြတလဲနဲ့သူမရဲ့လက်မောင်းမှာမွေးရပါအမှတ်ရှိနေလို့သူ့ရဲ့သမီးမဖြစ်နိုင်ကြောင်းရှင်းပြပါတယ်ဒါပေမဲ့သူမရဲ့ဖခင်ကအဲ့ဒါဟာမွေးရပါအမှတ်မဟုတ်ပဲသူတို့ကလေးဘဝတုန်းကသူမရဲ့ကလေးစားချီပဲကြောင့်ဖြစ်ခဲ့ရတဲ့အမာရွတ်တစ်ခုဖြစ်ကြောင်းပြောပြပါတယ်သူမရဲ့ကလေးစားချီပဲရဲ့နာမည်ကိုကြားလိုက်ရတဲ့အခါမှာတော့အမျိုးသမီးရဲ့စိတ်ထဲမှာလှုပ်ခတ်သွားပြီးသူမရဲ့မှတ်ဉာဏ်တွေအားလုံးပြန်လည်ရရှိသွားပါတယ်သူတို့နှစ်ယောက်စလုံးဟာချမ်းသာတဲ့မိသားစုတွေကနေမွေးဖွားလာခဲ့ကြတာဖြစ်ပါတယ်အမျိုးသားဟာသူတို့ကလေးဘဝကလေးကသူမကိုစားနောက်ရတာကိုနှစ်သက်ခဲ့ပြီးသူတို့ရဲ့ဖခင်တွေကလည်းပြိုင်ဘက်တွေဖြစ်ခဲ့ကြပါတယ်အဲ့ဒီနေ့ကအမျိုးသားဟာသူမရဲ့ကုမ္ပဏီအသစ်ကဝန်ထမ်းတွေကိုထပ်ခါတလဲလဲစီယုံခေါ်ယူခဲ့ပြီးတဲ့နောက်မှာတော့သူမဟာနောက်ဆုံးမှာစိတ်မထိန်နိုင်ဖြစ်ခဲ့ရပါတယ်အဲ့ဒါကြောင့်သူတို့ကားထဲမှာရန်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်မှတ်ဉာဏ်တွေပြန်ရပြီးတဲ့နောက်အမျိုးသမီးဟာသူမရဲ့ကလေးစားချီပက်နဲ့3 လကြာအောင်ချစ်ကြိုက်ခဲ့တာကိုလက်မခံနိုင်ဖြစ်နေပါတယ်သူမကသူမရဲ့ဖခင်ကိုသူမကိုချက်ချင်းအိမ်ပြန်ခေါ်သွားဖို့နဲ့သူ့စီကနေဝေးမှာထားပေးဖို့ပြောပါတယ်ဒါပေမဲ့အမျိုးသားကတော့သူမထွက်သွားမှာကိုငင်းဆန်ပြီးသူမရဲ့လက်ကိုဆွဲထားကသူမဟာသူ့ရဲ့ဇနီးဖြစ်ကြောင်းအခိုင်အမာပြောဆိုပါတယ်သူ့ရဲ့ဖခင်ကသူ့ကြောင့်အရှက်ရတဲ့အတွက်သူ့ကိုလက်ဝါးတစ်ချက်ထဲနဲ့သတိမေ့သွားအောင်ရိုက်ချလိုက်ပါတယ်ဒီဇလန်ဟာနောက်ဆုံးမှာတော့ပြီးဆုံးသွားခဲ့ပါပြီသူ့ရဲ့ဆန္ဒကိုဆန့်ကျင်ပြီးအိမ်ပြန်ခေါ်ဆောင်ခြင်းခံရပြီးတဲ့နောက်အမျိုးသားဟာနေတိုင်းသူ့ရဲ့ဇနီးကိုသွားရှာဖို့အမြဲတမ်းတောင်းဆိုနေခဲ့ပါတယ်သူဒီလောက်အထိစိတ်မကောင်းဖြစ်နေတာကိုမကြည့်ရတဲ့သူ့ရဲ့မိခင်ကတကားနောက်ဖေးဘယ်မှာရှိလဲဆိုတာကိုလျှို့ဝှက်စွာပြောပြခဲ့ပါတယ်ဒါပေမဲ့သူ့အမျိုးသမီးကိုရှာတွေ့ုံရှိသေးသူ့ရဲ့ဖခင်ကသူ့နောက်ကိုလိုက်ဖမ်းဖို့ကားမောင်းပြီးရောက်လာပါတယ်ချမ်းသာတဲ့အမျိုးသားကြီးကအမျိုးသမီးဟာသူ့ရဲ့သားကိုအိမ်ကနေထွက်ပြေးအောင်လှည့်စားခဲ့တယ်လို့ခေါင်းမာစွာယုံကြည်နေပါတယ်သူကသူမကိုသူမရဲ့ဖခင်လိုပဲသူတစ်ပါးကိုကြိုးကင်ချလဲပြီးလှည့်ကွက်များသူလို့ဆွဆွဲပါတယ်အမျိုးသမီးကတော့အလွန်မင်းဒေါသထွက်သွားပါတယ်ချမ်းသာတဲ့အမျိုးသားကြီးကိုဒေါသထွက်စေဖို့အတွက်သူမကအမျိုးသားကိုရည်ရွယ်ချက်ရှိနဲ့ကျမရှင်ကိုမချစ်လို့မဟုတ်ပါဘူးရှင့်အဖေကသာကျမတို့ကိုအတူရှိခွင့်မပေးတာပါလို့ပြောလိုက်ပါတယ်အမျိုးသားကသူမဘလောက်အထိစိတ်မကောင်းဖြစ်နေလဲဆိုတာကိုမြင်တဲ့အခါမှာတော့သူကချက်ချင်းပဲမမတ်ရက်ပြီးသူ့ရဲ့ဖခင်ကိုထွက်သွားဖို့ပြောပါတယ်သူကသူမနဲ့အတူရှိနေဖို့အတွက်သူ့ရဲ့မိသားစုအမွေနှစ်တွေကိုတောင်ဆွတ်လွတ်ဖို့ဆန္ဒရှိနေပါတယ်အမျိုးသမီးကတော့ချမ်းသာတဲ့အမျိုးသားကြီးကိုသူ့ရဲ့သားဟာအခုတော့သူမအပိုင်ဖြစ်သွားပြီလို့မန်တက်ကပြောဆိုလိုက်ပါတယ်ပြီးတော့သူမဟာအမျိုးသားနဲ့အတူထွက်ခွာသွားပါတော့တယ်